ဘောလုံးနဲ့ပတ်သက်ပြီးအဲ့လိုဖြစ်သွားရင်ဒီမှာထားပဲဒီမှာထောက်တာလောင်းဒီမှာထောက်တာကိုဘောကိုသူများရှိမပါစေရဘူးဘောပါနော်မပြန်ထားလိုက်ဒါပဲအဲ့လိုဒါပဲနီးတယ်အဲ့လိုဟုတ်ပြီနော်ဘောလုံးကိုဘာနဲ့ကန်ရမလဲခြေထောက်နဲ့ no ရှင်ဘက်နဲ့ကန်စမ်းပါ အဲ့ဆိုဒီလိုလေးပေါ့ ဟမ်အေးဘောလုံးကိုရင်ဘက်နဲ့ကန်ဆိုတော့ရင်ဘက်ထဲကိုထည့်တာဘောကိုချစ်ပါဘောကိုတွေ့တော့ဘောကိုမြင်လို့ပါဘောကိုယူမဆိုင်ဘောကိုဘေးထွက်သွားတယ်ဘောလုံးကလည်းမရှိတော့ပဲနဲ့ဟုတ်ပြီနော်အဲ့တော့ဘောလုံးနဲ့ပတ်သက်လို့ technique တွေရှိတယ်စပြီနော်ဘောလုံးမှာစမူစာပုံ442ချွန် အော်ဒီလိုချွန်လေး ချွန်လေးပြီးရင်ဤကြခွေးပုံစမူစာဆိုဒီလိုချွန်သွားမယ်ဤကြခွေးဆိုဒီလိုခွဲထွက်မယ် အော်ဘေးကနေ ဟုတ်ပြီနော်ပလာတာပုံပလာတာဘောလုံးဒီလိုတိတ်နေခေါက်တယ်ပလာတာဘောအေးလက်ဖိုက်ဆိုင်ဖွင့်လို့လား ကိုရဆိုင်လေးနဲ့တွေ့တာဟာမနောက်တော့ရဦးလေးကလေကျွန်တော်သိကြဘောလုံးတင်တော့ညာ နင်မကောင်းရင်နားလိုက်ပါလားကွာ ဘာဖြစ်လို့ နင်အနိုးတဲ့ဝေချောနေတခုခုနဲ့တောက်ကွဲဆိုရင်တတင်းလုံးပုံလိမ့်မယ် တကြီးရလဲဗျာဘောလုံးရုံးလည်းမသိပဲနဲ့နိုင်ငံခြားကဘောလုံးပွဲတွေမှာနီးပြတွေကဒါမျိုးတွေဝတ်တယ်ဒါမျိုးတွေဖာကူဆန်တို့ဘာတို့အဲ့လိုဝတ်တာလေကျွန်တော်အဲ့ဒါဘေလိုတွေကမနေသွားရှာထားရတာနီးပြနဲ့တူအောင်လို့ ဘာများမျောလင်းနေလဲဟိကောင်းကြီး yeah ဘာများမွေအောင်မလဲဟိကောင်းကြီး yeah